ကဲဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ပျော်ရွှင်မှုလိုအပ်တဲ့တတိဆိုတဲ့စာအုပ်ရဲ့အဖွင့်ဒရာမာရန်ဆန်တဲ့အဖွင့်အခန်းတွေကိုအတန်းဝင်ကြည့်နေကြအောင် ဒီဇလန်ကပထမစာအုပ်ပြီးထားတဲ့3နှစ်အကြာမှာပြန်စတာပေါ့နော်ဒါပေမဲ့ဒီတစ်ခါပြန်တွေ့ကြတာကရင်းရင်းနှီးနှီးတွေ့ဆုံမှုမျိုးနဲ့မဟုတ်ဘူးဗျတော်တော်လေးကိုတုံးလို့ဆရာကောင်းတဲ့နေမေမကောင်းတဲ့ကြီးညာချက်တစ်ခုနဲ့ဇလန်ကိုစဖွင့်ထားတာပါ ကဲဒီလိုအခြေအနေမျိုးဖြစ်လာရရဲ့အကြက်တဲကိုနားလည်ဖို့ဆိုရင်လေအရင်ဆုံးဘလို့ကတိတစ်ခုချိုးဖောက်ခံလိုက်ရတယ်လဲဆိုတာကိုပြန်ကြည့်ဖို့လိုလာပါပြီ အရင်ကဆိုရင်အားကြစိတ်တွေမျောလင်းချက်တွေနဲ့ထွက်ခွာသွားခဲ့တဲ့လူငယ်လေးအခုတော့ပြိုင်ဘက်တယောက်လိုပြန်ရောက်လာခဲ့ပြီးသူရင်ကအရန်ကိုယုံကြည်ခဲ့တဲ့တသနာကြီးတစ်ခုလုံးကလိန်ညာမှုတတ်ပဲဆိုပြီးလုံးဝကိုဆွဲဆွဲမြဲမြဲယုံကြည်နေတော့တာ ဒီလောင်ကြီးရဲ့ဒရာမာဆန်ဆန်အပြောင်းလဲကဘယ်ကစတယ်လဲဆိုတော့လက်တွေ့ဘဝထဲမှာသူလုတ်ခဲ့တဲ့စမ်းသပ်မှုတစ်ခုကနေစတာပဲဟုတ်ပါတယ်လူညင်ကအကြရာတဲ့အတွေ့အခေါ်တွေကိုဆရာတယောက်အနေနဲ့လက်တွေ့အသုံးချကြည့်ဖို့ကြိုးစားခဲ့တာပါ သူ့ရဲ့တင်စားရေးပုံစံတစ်ခုလုံးကိုအက်တလာရဲ့အဓိကကြတဲ့အထီးခံမှုတစ်ခုပေါ်မှာပဲဒီစောက်ခါခဲ့တာအဲ့ဒါကဘာလဲဆိုတော့ချီးမွမ်းခြင်းရောအဖြစ်ပေးခြင်းရောနှစ်ခုလုံးကိုမလောက်ရဘူးဆိုတဲ့မူပဲကောင်းတာလို့လည်းချီးမွမ်းကြမလို့ဘူးစိုးတာလို့လည်းအဖြစ်ပေးကြမလို့ဘူးပေါ့အဲ့ဒီမှာနေမဲ့အဲ့ဒီစမ်းသပ်မှုကကြောက်စရာကောင်းလောက်အောင်ကိုပဲရှုံနေသွားတော့တာပဲရလက်ကတော့လားထိန်လို့မရတိန်လို့မရဥပဒေမဲ့သလိုဖြစ်နေတဲ့စာသင်ခန်းကြီးတစ်ခုအဖြစ်ကိုပြောင်းလဲသွားခဲ့တယ် လူငယ်အသက်တော့ဒီရှုံးနေမှုအသက်တွေတစ်ခုပဲဘာသက်တွေလဲဆိုတော့အဂျူလာရဲ့အတွေ့အခေါ်တွေဆိုတာစာရွက်ပုံမှာပဲလာတာလက်တွေ့ဘဝနဲ့နည်းနည်းလေးထိလိုက်တာလဲတစေးချီချေမွားသွားတဲ့အရာတွေပါလားဆိုတာပါပဲအဲ့တော့လူငယ်ကဘလို့ကောက်ချက်ချလိုက်လဲဆိုတော့ဒီတသနာကအတုံးမဝင်တာတစ်ခုတည်းမဟုတ်တော့ဘူးဒါကတကယ်ကိုအန်ဒီရပေးနိုင်တဲ့အရာတစ်ခုပဲလို့ယုံကြည်သွားပါတော့လေဒသနာပညာရှင်ကသူကဆွဆွဲတာကခမည်းကစိတ်ကူးရင်ကဘာတစ်ခုကိုတီးဆောက်နေတာပဲတဲ့အပြင်လောကရဲ့ရှုပ်ထွေးမှုတွေနဲ့ဘာမှမဆိုင်တဲ့ကိုစားချီခါလေးထဲမှာပဲအဆင်ပြေနေတဲ့လက်တွေ့မကျတဲ့အတွေးခေါ်ဒီပဲဆိုပြီးတော့ပေါ့ဒီဆွဆွဲချက်ဒီအားလုံးရဲ့အထွတ်အထိပ်ကတော့တော်တော်လေးကိုပြင်းထန်ပါတယ်သူကတသနာပညာရှင်ကိုဘယ်သူနဲ့တွားခိုင်းနိုင်လဲဆိုတော့လူငယ်တွေကိုလမ်းမစေမှုနဲ့တေတံပြေးခံထရတဲ့ဆိုကရတစ်နဲ့တဒန်းတဲထားပြီးဆွဆွဲလိုက်ကပါပဲဒီလောက်ဒေါသတကြီးနဲ့ဆွဆွဲနေတာတွေကိုအားလုံးနားထောင်ပြီးတဲ့အခါမှာတော့တသနာပညာရှင်ရဲ့တုံ့ပြန်မှုကအယံကိုကြည်ငြိမ်နေတဲ့ပြီးတော့ဘယ်သူမှထင်မှတ်ထားတဲ့တုံ့ပြန်မှုမျိုးဖြစ်နေခဲ့ပါတယ်သူကသူ့ theory ကိုကန်ကိုပြောဆိုတာမျိုးမလုပ်ခဲ့ဘူးအဲ့ဒီရစားလူငယ်ကိုမင်းကအစကတည်းကအက်ဒလာရဲ့အတွေ့အခေါ်ကိုလေးလေးနက်နက်နားလည်ဖို့လွဲနေတာလို့ပြန်ပြောလိုက်တယ်တသနာပညာရှင်ကရှင်းပြတာကတော့တကယ်အက်ဒလာစိတ်ပညာဆိုတာပျော်ရွှင်မှုစီကိုလွယ်လွယ်ကူကူတောင်းလို့ရတဲ့လမ်းမဟုတ်ဘူးတဲ့တော်တော်များများကအစတော့မပြောနိုင်လောက်အောင်ခက်ခဲပြီးစိန်ခေါ်မှုများတဲ့တောင်တက်ခရီးချမ်းကြီးတစ်ခုနဲ့တူတယ်လို့ဆိုပါတယ်ဒီတော့လူငယ်ကအရန်သိကျင်သွားပြီသူနားမလည်ခဲ့တဲ့ပျောက်ဆုံးနေတဲ့အပိုင်းအစားဆိုတာပါလေတသနာပညာရှင်ပြောနေတဲ့အဲ့လူဝက်လက်ကားဆိုတာကတော့ဘာကိုဆိုလိုတာလဲဆိုတာပေါ့တသနာပညာရှင်ကတော့အခိုင်အမာပြောတဲ့လူငယ်ကြုံနေရတဲ့ပြဿနာအလုံးစာသင်ခန်းထဲမှာရောသူ့ဘဝတစ်ခုလုံးမှာပါအလုံးမှာပျောက်ဆုံးနေတဲ့အစိပ်ပိုင်းတစ်ခုတည်းကနေပဲအရင်ခံလာတာပါတဲ့သူပေးလိုက်တဲ့အဖြေကတော့အရန်ကိုရိုးရှင်းတဲ့စကားလုံးတစ်လုံးမှာပဲဒါပေမဲ့တစ်ချိန်တည်းမှာပဲအင်မတန်နှက်ဆိုင်တဲ့စကားလုံးတစ်လုံးပေါ့အဲ့ဒါကတော့အချစ်တဲ့ပညာရေးကိစ္စနေစပြီးလူကြောက်ရဲ့ဘဝနေထိုင်မှုပုံစံတစ်ခုလုံးအထိလူငယ်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုမှန်သမျှဟာအရင်စစ်လိုက်ရင်အချစ်နဲ့ဆိုင်တဲ့ပြဿနာတစ်ခုပဲလို့ဒသနာကင်နာရှင်ကအခိုင်အမာဆိုလိုက်ပါတယ်ဒီလိုဖော်ထုတ်လိုက်တာကကျွန်တော်တို့ကိုလမ်းဆုံးလမ်းကွာတစ်ခုကိုရောက်သွားစေတယ်လို့ပါပဲလူငယ်မေးစလို့ပဲကျွန်တော်တို့လည်းမေးခွန်းထုတ်စရာဖြစ်လာပြီးဒီအချစ်ဆိုတာကတော့ပျော်ရွှင်မှုတကယ်အရေးပါတဲ့သုံးချက်တစ်ခုလားဒါမှမဟုတ်လက်တွေ့မကျတဲ့စိတ်ကူးရင်တစ်ခုကိုနောက်ထပ်စိတ်ကူးရင်တစ်ခုနဲ့အစားထိုးလိုက်တာပဲလားဆိုတာကိုပေါ့